လာပါရှင် The Hakka Time မြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရယ်ယခုတင်ဆက်ပေးမယ့်သတင်းကတော့ချင်းနှစ်တကူပွဲနေချင်းအမျိုးသားတွေကိုပြည်내အတွင်းရုံးပိတ်ရဖြစ်သတ်မှတ်ပေးရလှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါရယ်လူမျိုးတစ်မျိုး၏ကိုယ်စားလှယ်ဖြစ်နေသည့်နှင့်အညီလူမျိုးရေးကိစ္စအများပြားရှိနေသည့်ကြားကချင်းနှစ်တကူပွဲထုံဖန်းအဲခွာတောင်နဲ့ချင်းအမျိုးသားတွေကိုချင်းပြည်내အတွင်းရုံးပိတ်ရဖြစ်သတ်မှတ်ပေးရပြည်ထောင်စုတွင်တင်ပြသွားမည်ဖြစ်ကြောင်းဖလန်းမြို့နယ်မဲဆန္ဒနယ်မြေအမှတ်၄မှာအနိုင်ရရှိသူဦးဟဲဒွန်ကပြောဆိုလိုက်ပါတယ်။ချင်းနှစ်တကူပွဲကိုဟာခါထန်တလန်မှာထုံဖလန်းကနေဖန်းအဲနဲ့တီးချိန်ကနေခွာတောင်လို့ခေါ်ဆိုကြပါတယ်။အဲ့ဒါဟာဘိုးဘွားတွေရဲ့ပြက်ကတိဒါမှမဟုတ်နှစ်တကူပွဲဖြစ်ပါတယ်။ပထမကောင်စီခေတ်မှာထောက်ပွဲတော်ကို3ရက်4ရက်အတွင်းကျင်းပခွင့်ရတယ်။အဲ့ဒါကိုတင်ပြသွားမှာဖြစ်ပါတယ်။ကရင်နှစ်တကူပွဲတော်ကိုလည်းအစိုးရကရုံးပိတ်ရအဖြစ်သတ်မှတ်ပေးထားတယ်။ချင်းနှစ်တကူပွဲတော်ကိုလည်းချင်းပြည်နယ်အတွင်းရုံးပိတ်ရအဖြစ်သတ်မှတ်ပေးဖို့တင်ပြဖို့စီစဉ်နေပါတယ်။ဒါအပြင်ချင်းအမျိုးသားတွေကိုလည်းချင်းလူမျိုးများအတွက်အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်တာကြောင့်ပြည်내အတွင်းရုံးပိတ်ရအဖြစ်သတ်မှတ်ပေးဖို့တင်ပြချင်ပါတယ်လို့ပူဟဲဒွန်ကဟာခါထမ်ကိုပြောဆိုခဲ့ပါတယ်။ပူဟဲဒွန်ကလူမျိုးရေးကိုယ်စားလှယ်ဖြစ်တဲ့အတွက်ငြိမ်းချမ်းရေးဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ဘိုးဘွားပိုင်နယ်မြေကိစ္စနဲ့စာပေကိစ္စတွေကိုအဓိကတင်ပြနိုင်ဖို့ကြိုးစားတော့မှာပါဟုလည်းထပ်လောင်းပြောဆိုခဲ့ပါတယ်။ပူဟဲဒွန်ဒီ2020ခုနှစ်ရွေးကောက်ပွဲ၌ဖလန်းမြို့နယ်မဲဆန္ဒနယ်မြေအမှတ်၄နေရာမှာအနိုင်ရရှိသူတအုပ်ဖြစ်ပြီးသူသည်ကျောင်းဆရာလုပ်ငန်းဖြစ်စေမြို့နယ်ကောင်စီတာဝန်ဖြစ်စေချင်းပြည်နယ် UNDP မှဦးဆောင်သူတအုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူတအုပ်ဖြစ်တယ်လို့လည်းသိရပါတယ်။ NLD ပါတီအစိုးရက2025ခုနှစ်မတိုင်မီဖက်ဒရယ်စနစ်ကိုအကောင့်ထဲပေါ်နိုင်မည်မဟုတ်ကြောင်းသိရပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့်လုပ်ငန်းဆောင်ရွက်သွားမည့်ကိစ္စများပြားနေသည့်အတွက်ဖက်ဒရယ်အရေးကိုအကောင့်ထဲပေါ်နိုင်မည်မဟုတ်တော့လဲ2025ခုနှစ်နောက်ပိုင်းတွင်မှာအကောင့်ထဲပေါ်နိုင်မည်ဖြစ်ကြောင်းပူမတ်အယ်ကပြောပြခဲ့ပါတယ်။တည်တဲ့အတိုင်းအနှစ်80ကျော်အုပ်ချုပ်ရေးစနစ်မှာနေထိုင်လာခဲ့ကြတယ်။အဲ့ဒီအတွင်းမှာဖက်ဒရယ်ကိစ္စဘာမှမရခဲ့ဘူးကျွန်တော်ကဘာဖြစ်လို့ NLD ပါတီမှာပါဝင်ခဲ့တယ်လဲဆိုရင်တော့ NLD ပါတီမှာအပဘယ်ပါတီကမှဖက်ဒရယ်စနစ်ကိုတည်ဆောက်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့လှုပ်ဆောင်ရမယ့်ကိစ္စအများကြီးရှိနေတဲ့အတွက်9နှစ်အတွင်းမှာတော့ဖြစ်နိုင်မှာမဟုတ်ပါဘူး2025ခုနှစ်နောက်ပိုင်းမှာသာဖြစ်နိုင်မှာဖြစ်တယ်လို့ Hakka Time ကိုထပ်လောင်းပြောဆိုခဲ့ပါတယ်ပူမတ်အယ်ဒီထန်တလန်မြို့နယ်လုံလဲကြီးရွာမှာခံပတ်မြို့ဖက်သို့ပြောင်းရွှေ့နေတိုင်းသူတဦးလည်းဖြစ်ပါတယ်2020ရွေးကောက်ပွဲ၌ပူမတ်အယ်ဒီကလေးမြို့အတွင်းလိုင်းဘာတာတက်မြောက်သည့်အရွေးခံပုဂ္ဂိုလ်တဦးဖြစ်ကြောင်းသိရပါတယ်ကျမချယ်ရီပါထန်တလန်မြို့တွင်ရေကန်လန်3,500ဆန်ရေကန်ဆောက်လုပ်နေကြောင်းသိရှိရပါတယ်။ချင်းပြည်နယ်ထန်တလန်မြို့၌စီပင်ကမြို့တွင်ရေပြတ်ဝင်နိုင်ရန်အတွက်ရေကန်လန်3,500ဆန်ရေကန်ဆောက်လုပ်ထားပြီးဖြစ်တော်လဲအရေးပေါ်ခြေနေတွင်ရေအချိန်ပြီးပြတ်ဝင်နိုင်ရန်ရေကန်လန်3,000ဆန်နဲ့9,000ဆန်ရေကန်နှစ်ခုကိုထပ်မံဆောက်လုပ်ရန်စီစဉ်နေကြောင်းသိရှိရပါတယ်။ထန်တလန်မြို့ပေါ်အတွက်ရေသွေယူရတာမိုးရင်းမှာဆိုရင်ရေကာလန်4သိန်းလောက်ရနိုင်ပါတယ်။နွေရတီမှာတော့ကာလန်3သိန်းကျော်ထွက်လာတယ်။ဘာဖြစ်လို့ထန်တလန်မြို့ပေါ်မှာရေမလုံလောက်တာလဲဆိုရင်တော့မြို့ပေါ်ရေပေးဝေမှုစနစ်ကမမှန်တာကြောင့်ဖြစ်တယ်။ယခုတော့ company နဲ့ပူးပေါင်းပြီးကောင်းကောင်းစီမံပြီးပါပြီ။ထန်တလန်မြို့ပေါ်အတွက်ရေကာလန်3သိန်းခွဲဆန့်ရေကန်ရှိနေတော့လေအရေးပေါ်ခြေနေတွေမှာအသုံးပြုဖို့ရေကာလန်3သိန်းဆန့်ရေကန်ကိုဆောက်လုပ်နေတာဖြစ်ပါတယ်။ပြီးခါနေပါပြီယခုဒီရေကန်ကနေမြို့ပေါ်မှာရေပေးဝင်နိုင်ဖို့ရေပိတ်တွေတဆင်နေပါတယ်ပြီးတော့ GTHS ကျောင်းသားမှာရေကလန်9,000ဆက်ရေကန်ထပ်မံဆောက်လုပ်မယ်လို့ထန်တလန်မြို့နယ်စီပင်မှုပူဗန်ဇအိုကာဟာခါ Times ကိုပြောပြခဲ့ပါတယ်ထန်တလန်မြို့တွင်ရေကန်နှစ်ခုဆောက်လုပ်နေပြီဖြစ်ပါတယ်ထန်တလန်မြို့နယ်နှရင်းမြို့တွင်လည်းမြို့တွင်ရေပြတ်ဝင်နိုင်ရန်အတွက်ရေကန်နှစ်ခုကိုလည်းဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်းသိရပါတယ်CHR ကပလဝမြို့နယ်စစ်ဘေးရှောင်ပြည်သူများရဲ့အခြေအနေကိုစုံစမ်းလေ့လာမှာဖြစ်ပါတယ်။ချင်းလူခွင့်ရေးဖွဲ့စည်း CHR မှချင်းပြည်နယ်ပလဝမြို့နယ်အတွင်းရှိစစ်ဘေးရှောင်ပြည်သူများရဲ့အခြေအနေကိုစုံစမ်းလေ့လာမည်ဖြစ်ပြီးအစီရင်ခံစာတရက်ထုတ်ပြန်မည်ဖြစ်ကြောင်းသိရပါတယ်။ပလဝမြို့နယ်စစ်ဘေးရှောင်ကိစ္စနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေထုတ်ပြန်ခဲ့တယ်။မကြာခင်မှာအစီရင်ခံစာတရက်ထုတ်ပြန်မှာဖြစ်တဲ့ဒ
ဒါပေမဲ့ဒီတစ်ခါစုံစမ်းလေ့လာမှုလုပ်ရမယ့်ဟာကအရင်ကလောက်တာထက်နည်းနည်းကွာတယ်။တကဘာလုံးအတိုင်းအတာနဲ့ဒုက္ခရောက်နေတဲ့အခြေအနေပေါ်ဥပဒေပြဋ္ဌာန်းချက်တွေဒါတွေကိုဘယ်လိုကင်တွေဖြည့်ရှင်းတယ်လဲဆိုတဲ့အချက်ကိုအဓိကထားစုံစမ်းလေ့လာသွားမှာဖြစ်ပါတယ်။အခုလို International Humanitarian Norms and Standards အရစုံစမ်းလေ့လာပြီးဒီရလက်အပေါ်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာရှင်းရှင်းလင်းလင်းဖော်ပြသွားနိုင်မယ်လို့ထင်တယ်။ဒီရလက်အပေါ်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာဆက်လက်ဆောင်ရွက်သွားမှာပါလို့စီမံကိန်းမန်နေဂျာဆလိုင်းဗန်ပြတ်ထန်က Hakka Times ကိုပြောပြခဲ့ပါတယ်။ဆလိုင်းဗန်ပြတ်ထန်ကဒီစုံစမ်းလေ့လာမှုဟာ Geneva Call လို့ခေါ်တဲ့အဖွဲ့နဲ့စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်။သူတို့အဖွဲ့က2006ခုနှစ်ကတည်းကမြန်မာနိုင်ငံမှာလုပ်ငန်းအကောင့်တွေပေါ်နေတဲ့အဖွဲ့ဖြစ်တယ်။သူတို့အဖွဲ့ကစစ်ဖြစ်ပွားနေတဲ့နေရာတွေမှာဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုကူညီထောက်ပံ့တဲ့အဖွဲ့ဖြစ်ပါတယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။ဒီစုံစမ်းလေ့လာရေးလုပ်ငန်းကိုပလောဝမြို့နယ်ရှိစစ်ပေးရှောင်ပြည်သူများရဲ့အခြေအနေပြင်ပလောဝမြို့နယ်မှာရန်ကုန်မြို့တကယ်ကျေးရွာနဲ့အခြားဒေသရှိစစ်ပေးရှောင်ပြည်သူများရဲ့အခြေအနေကိုလည်းစုံစမ်းလေ့လာမှုပြုလုပ်မိဖြစ်ကြောင်းနဲ့ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့လက်နက်ကိုင်အဖွဲ့အစည်းများထံတွင်လည်းစုံစမ်းလေ့လာမှုပြုလုပ်မိဖြစ်ကြောင်းသိရပါတယ်ဟာကာမြို့တွင် COVID-19 ရောဂါပိုးတွေ့ရှိသူလူနာတဦးကျန်းမာလာပြီးနောက်ထပ်လူနာတဦးထပ်မံတွေ့ရှိထားပါတယ်။ဟာကာမြို့တွင်အသက်60ကျော်ရှိသူအမျိုးသမီးတဦးဟာနှစ်ကြိမ်တိုင်းစစ်ဆေးပြီး COVID-19 ရောဂါလက္ခဏာမတွေ့ရှိတော့သည့်အတွက်ဆေးရုံမှဆင်းခိုင်းပြီးနောက်ထပ်လူနာတဦးထပ်မံရောဂါပြန်တွေ့နေကြောင်းသိရပါတယ်။ဟာကာမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ case number 66020အသက်62နှစ်ရှိသူအမျိုးသမီးတဦးဟာဟာကာတိုင်းရင်ဆေးရုံမှာစေကူတာမှုခံယူနေတဲ့အခါနှစ်ကြိမ်တိုင်းပြန်စစ်ဆေးရာရောဂါလက္ခဏာမတွေ့တော့တဲ့အတွက်2020ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာဆေးရုံကဆင်းခိုင်းပါတယ်။ဆေးရုံကနေဆင်းပြီးမှသူမနေအိမ်မှာ9ရက်အတွင်း home quarantine ပြန်ထားမယ်လို့တာဝန်ရှိသူထံမှသိရပါတယ်။နိုဝင်ဘာလ24ရက်နေ့ဟာခါတက္ကသိုလ်မှာ facility quarantine ထားတဲ့ရန်ကုန်ကနေပြန်လာတဲ့သူကို Genie expert နဲ့ယောဂစစ်ဆေးတဲ့အခါ COVID-19 ယောဂပိုးတွေ့ရှိထားပါတယ်။ယခုဟာခါတိုင်းရင်ဆေးရုံမှာစေကူတာမှုခံယူနေတဲ့ဒါကြောင့်တခြားနေရာကနေဝင်လာကြတဲ့သူတွေကိုမြို့အဝင်ဂိတ်တွေမှာစနစ်တကျအစစ်ခံနိုင်ဖို့ဝိုင်းဝန်းကူညီကြဖို့တိုက်တွန်းလိုပါတယ်လို့ဟာခမြို့နယ်ထွေအုပ်ရုံးမှထုတ်ပြန်ခဲ့ပါတယ်။လူကြီးမင်းတို့လုပ်ငန်းကြောင်ရများကိုကြုံရထည့်သွင်းလိုပါကDhaka Times မှာဇင်းလုံးချူတာဆိုနဲ့လှုပ်ဆောင်ပေးနေပါတယ်။ Dhaka Times ရဲ့ Facebook Page နဲ့ YouTube Channel တို့ကို Like, Follow, Share နဲ့ Subscribe လုပ်တာဖို့လည်းတိုက်တွန်းလိုပါတယ်။ဒီကနေ့ Dhaka Times မြန်မာဘာသာအစီအစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်သွားပါမယ်။မင်္ဂလာပေါင်းနဲ့ခံရောက်ကြပါစေရှင်။ကျွန်မ Elizabeth ပါ။